အဲ့ဒီတရုတ်လူမျိုးတယောက်ကတဲ့ကားမောင်းနေတာကိုထိုင်းပြည်သူလူထုတွေကသွားကယ်ကြတယ်သွားကယ်တဲ့အချိန်မှာရဲတွေလည်းလာခဲ့တယ်ဗောနော်လာခဲ့တဲ့အချိန်မှာအဲ့ဒီတရုတ်လူမျိုးကိုသူတို့တွေကစစ်ဆေးမင်းများတဲ့အချိန်မှာထိုင်းစကားမပြောတတ်တာဖြစ်တဲ့ဆိုတော့သူ့ရဲ့ဖုန်းတွေပါတွေကိုစစ်ကြည့်တာဗောနော်ထူးဆန်းတာကအဲ့ဒီတရုတ်ကထိုင်းနိုင်ငံမှာလာနေတာဘာလို့လဲဆိုပြီးတော့သူများတိချင်တာပေါ့ကွာရဲတွေကစစ်ကြည့်တဲ့အချိန်မှာသူ့ဖုန်းထဲမှာတနတ်တွေပြစ်နေတဲ့ဗီဒီယိုဖိုင်တွေရောနောက်ပြီးတော့ mine တွေဘာတွေတုံးနေတဲ့ဗီဒီယိုဖိုင်တွေ mine တွေလက်ပစ်ပုံးတွေဘာတွေပေါ့နော်ဒီလိုမျိုးတွေလုံနေတဲ့ဗီဒီယိုဖိုင်တွေတွေးတာဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့စစ်ဆေးတဲ့အချိန်မှာအဲ့ဒီကောင်တွေကထိုင်းနိုင်ငံမှာလာပြီးတော့တနတ်တွေအမြောက်တွေလက်ပစ်ပုံးတွေဘာတွေလာပြီးတော့ရောင်းနေတဲ့ကောင်တွေဖြစ်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်နောက်ဆုံးတော့ရဲတွေကသူတို့ကိုထိမ့်သိမ်းပြီးတော့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းလာရောက်ပြီးတော့ပြောပြတာဖြစ်ပါတယ်ဟုတ်ပါတယ်နော်တချို့တော့တရုတ်လူမျိုးတွေကဒီလိုမျိုးပုံစံပဲထိုင်းမှာလာနေတယ်အဲ့ဒီတနတ်တွေပါတွေရှာတယ်ရောင်းဝယ်ရေးတွေလုပ်တယ်ထိုင်းစကားလည်းမတတ်ရင်လည်းသူတို့ကစကားပြန်နေရှိတယ်ကွာစကားပြန်ပေးတဲ့ကောင်တွေကိုပတ်စံတွေများများပေးတယ်ကောင်းကောင်းကျွေးတယ်ကောင်းကောင်းမွေးတယ်သူတို့တရားမဝင်တဲ့အလုပ်လုပ်နေတဲ့အလုပ်တွေကိုလိုက်လုပ်ခိုင်းတယ်သူတို့အတွက်ကတော့ဘယ်လိုပြောပတ်စံတွေအများကြီးရတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီလိုမျိုးတရားမဝင်တဲ့လုပ်နေတဲ့တရုတ်တွေတော်တော်လေးကိုရှိတဲ့အကြောင်းပေါ့နော်လာပြောပြတာဖြစ်ပါတယ်ဘာဖြစ်ဖြစ်ပေါ့နော်တကယ်ရှင်တို့ကရောတွေ့ဘူးလားအဲ့လိုမျိုးတရားမဝင်လုပ်နေတဲ့တရုတ်လူမျိုးတွေကို